ပိုင်း680မိခိုးရောင်ဟိုရိတ်သွေးအရိတ်ကလှုပ်ရှားလာကနတ်ဆိုးအရိတ်ထံသို့တိုးဝင်သွားတယ်ထူထဲတဲ့နတ်ဆိုးဆွဲအိမ်တွေကထိုသွေးအရိတ်ထံကနေထွက်ပေါ်လာတယ်နတ်ဆိုးစိတ်ဝိညာဉ်ဆွဲအိမ်များစွာကနတ်ဆိုးမီးတော်များအဖြစ်သို့ပြောင်းလဲပြီးတော့ထိုဧရိယာအားလွှမ်းခြုံလာကအတွင်းဘက်ရှိဖြစ်ပျက်သမျှကိုမမြင်အောင်ပြုလုပ်နေတယ်မီးတော်အပြင်ဘက်မှာရှိတဲ့ဝမ်လေးကသူ့သွေးတော်တော်များများဆုံးရှုံးသွားပြီဖြစ်ရာအခုအချိန်မှာသူကအလွန်အားနဲ့နေခဲ့ပြီဖြစ်တယ်တို့ရမှာနတ်ဆိုးအရိပ်ရဲ့လှန်ရှည်ကတော့ရက်တက်သွားခြင်းမရှိဘဲနဲ့ဝမ်လင်းထံသို့ဆက်လက်တိုးဝင်လာခဲ့တယ်ဝမ်လေးရဲ့လက်ချောင်းပေါ်မှာတက်ပြက်ခြင်းစွမ်းရည်တွေကတိတ်သီးလာတယ်သူကထိုလှန်တဲ့ထိပ်ဖြားကိုတုံဆိုင်ခြင်းမရှိဘဲနဲ့လက်ချောင်းနဲ့ဖိနှိပ်ချလိုက်တယ်လှန်ရှည်မှပေါက်ခွဲထွက်လာတဲ့အားအဟုန်ကဝမ်လင်းလက်ထဲသို့ဝင်ရောက်လာပြီးတော့သူ့ခန္ဓာကိုယ်မှာတက်ပြက်ခြင်းစွမ်းရည်များကိုစားသုံးပစ်တယ်တစ်ချိန်တည်းမှာပဲတက်ပြက်ခြင်းစွမ်းအင်တွေကလှန်ထဲသို့တိုးဝင်လာပြီးတော့အဲ့ဒီလှန်ကိုစတင်ပြီးတော့ဖျက်ဆီးပစ်တယ်။ပေါက်ဝဲတဲ့များဇက်တိုက်ထွက်ပေါ်လာပြီးတော့ဝမ်လေးနဲ့ရှေးအောင်နတ်ဆိုးတို့ကြားမှာမိုးကြိုးတစ်ခုအလားဖြစ်ပေါ်သွားတယ်။တက်ပြက်ခြင်းစွမ်းအင်အမြင်တတန်လုံးပျက်စီးသွားကနီးမှာဝမ်လေးရဲ့မျက်လုံးကလက်ခနဲ့တောက်ပသွားတယ်။အဲ့ဒီနောက်မှာ तू ကလက်ချောင်းကိုပြန်လဲရုပ်သိမ်းကနောက်သို့ဆုပ်လိုက်တယ်။ဝမ်လေးရဲ့လက်ချောင်းကနောက်တစ်ဖက်ဆက်ထွက်သွားကလှန်ရှည်ပေါ်သို့ထက်မှန်ကျရောက်သွားတယ်ဒီလိုအဖြစ်ကဝမ်လင်းနောက်သို့ပေတထောင်ခက်ဆုတ်သွားတဲ့အထိဇက်တိုက်ဖြစ်ပြသွားတယ်။နောက်ဆုံးမှာလှန်ရှည်ရဲ့စွမ်းအားညော့နေသွားပြီးတော့ဝမ်လင်းထံမှာနတ်ဆိုးမိတ်စာအမြင်တည်းဖြည်းဖြည်းချင်းဖြက်စီးခြင်းကိုခံလိုက်ရတယ်။ဝမ်လင်းရဲ့မျက်နှာကအလွန်အမင်းဖြူရော်နေတယ်။ तू ကသွေးပြားဆုံးရှုံးထားခြင်းကြောင့်အသက်တွေမနှဲရှူနေရတယ်။တို့ရမှာ तू ကအနားယူရမယ့်အစားနောက်သို့လှည့်မြဲစွာဆုတ်ခွာတယ်။ तू ကမြို့တော်အလယ်မှာရှိတဲ့နတ်ဆိုးတောင်ကြားထံသို့ဒရက်ချမ်းသွားနေတယ်ပထမအဆင့်ကနတ်ဆိုးမျိုးပက်လေရှိနတ်ဆိုးအကာရံကိုဖျက်ဆီးရဖြစ်တယ်ဒုတိယအဆင့်ကတော့ရှေးအောင်နတ်ဆိုးရဲ့ပေ900အတွင်းသို့ရောက်အောင်သွားကပေလောဤသွေးအရိပ်ကိုစင့်ခေါ်ကသူ့ရဲ့အော်ရာကိုငှားရရဖြစ်တယ်တတိယအဆင့်ကတော့ရှေးအောင်နတ်ဆိုးရဲ့နေရာသို့သွားကပိတ်လောင်ခံထားရတဲ့ရှေးအောင်နတ်ဆိုးရဲ့စိတ်ဝိညာဉ်ပစ္စည်းကိုယူရဖြစ်တယ်ဝမ်လင်းဟာမီးတော်မြူများကြားမှာတိုက်ခိုက်နေတဲ့ရှေးအောင်နတ်ဆိုးနှစ်ပါးရဲ့တိုက်ပွဲကိုစောင့်ကြည့်လို့ခြင်းမရှိဘူးသူကအလင်းတန်းလားရွေ့လျားပြီးတော့မီးနတ်ဆိုးနိုင်ငံရဲ့တော်ဝင်နေရနတ်ဆိုးတောင်ကြားသို့ဝင်ရောက်သွားလေတယ်။နတ်ဆိုးတောင်ကြားကလုံးဝတိတ်ဆိတ်ငြိမ်သက်နေတယ်။တောင်ကြားအတွင်းအနက်ပိုင်းမှာနတ်ဆိုးစမ်းအင်များပြည့်နေနေတဲ့ကြီးမားတဲ့ရုပ်ထုကြီးတစ်ခုရှိလို့နေတယ်။အဲ့ဒီရုပ်ထုထဲကနေပြီးတော့နတ်ဆိုးဝိညာဉ်ဆွဲရင်များစွာကကောင်းကင်ထက်သို့မြင့်တက်နေပြီးပေလောနဲ့တိုက်ခိုက်နေတဲ့ရှေးအောင်နတ်ဆိုးထံသို့တိုးဝင်လို့နေတယ်။ဝမ်လင်းကခြေလှမ်းလိုက်တယ်။သို့တော့ तू ကမြဲဆန်စွာအချိန်တက်ပြီးတော့ရက်တက်လိုက်တယ်။ရုပ်ထုထံမှာလှိုင်းတစ်ခုပြက်နေနေတာအဲ့ဒီလိုင်းပြက်နေလာတဲ့ဒီနေ့အမြရုပ်ထုထံမှာကောင်းကင်ထက်သို့မြင့်တက်နေတဲ့နတ်ဆိုးစိတ်ဝိညာဉ်ဆွဲရင်များကရက်တက်သွားတယ်။နတ်ဆိုးစိတ်ဝိညာဉ်ဆွဲရင်များနဲ့အတူပေါင်းဆက်ပြီးတော့ဝမ်လင်းနဲ့အရွယ်တူရှေးအောင်နတ်ဆိုးကိုဝါတစ်ခုအဖြစ်သို့ဖြစ်တည်လာ။ဒီရှေးအောင်နတ်ဆိုးဟာပူးချုံနှစ်ချောင်းရှိကလေထဲကရက်တက်နေတယ်။ထိုကိုဝါရဲ့အနောက်ဘက်မှာနတ်ဆိုးစိတ်ဝိညာဉ်ဆွဲရင်များစွာကမျောလွန်ကရုပ်ထုနဲ့ချိတ်ဆက်ထားတယ်။ तू ကဝမ်လင်းထံသို့နတ်ဆိုးအလင်းတောက်ပသောမျက်လုံးဖြင့်အေးဆက်စွာကြည့်လိုက်တယ်ဝမ်လင်းကလည်းထိုရှေးအောင်နတ်ဆိုးကိုကြည့်ကအနှဲငယ်စဉ်းစားတယ်။အဲ့ဒီနောက် तू ကနောက်ကိုပြန်ဆုပ်တယ်။ဒီရှေးအောင်နတ်ဆိုးကကိုဝါတစ်ခုသာဖြစ်တော်လေ။ तू ကအလွန်အမင်းစွမ်းအားကောင်းနေပြီးလိမ့်မယ်။ဝမ်လင်းကလင်းထန်းဟူရဲ့ဓာဆွမ်းအင်ကိုအသုံးပြုကြည့်လို့အသုံးဝင်က तू က၎င်းကိုဝါစန့်ကျင်နိုင်စွာရှိလိမ့်မည်မဟုတ်တက်ချက်နေတယ်။ဝမ်လင်းရုပ်ထုကိုဖျက်ဆီးပြီးငါ့ကိုဓာနဲ့ပျော်ဝင်ပေါင်းဆက်ဖို့ကူညီပါမင်းကဒီလိုလုပ်မယ်ဆိုရင်ငါကအခြားရှေးအောင်နတ်ဆိုးတွေကိုပေါင်းဆက်တဲ့ကိစ္စမှာမင်းကိုအကူအညီမတောင်းတော့ဘူး။ငါမင်းကိုပေးထားတဲ့ grade တွေအကုန်လုံးကိုလည်းငါပေါင်းဆက်ပြီးရတယ်ချက်ချင်းလုပ်ဝေးမယ်။မင်းကရှေးအောင်နတ်ဆိုးတစ်ပါးရဲ့အမွေအနှစ်ကိုနားမလည်ချင်ဘူးလား။ရုပ်ထုကိုချိုးပြက်ပြီးလို့ငါကအဲ့ဒါနဲ့ပေါင်းဆက်နိုင်တဲ့အခါကျရင်မင်းကငါ့ရဲ့နှက်ဖျားအာယုံကိုပါငါနဲ့အတူထည့်သွင်းပေးမယ်။ဒါဆိုရင်မင်းကအမွေအနှစ်တစ်ခုတော့ရနိုင်ပြီ။မင်းတို့အများကြီးအကျိုးရှိစေလိမ့်မယ်။ဒါပြင်ငါမင်းကိုအချိန်ကားစွာကူညီပေးထားခဲ့ပြီးခုကမင်းရဲ့ပဲဝမ်လင်းငါ့ကိုကူညီပါပေလောရဲ့အတန်ကဝမ်လင်းစိတ်နှလုံးထဲ၌ပဲ့တင်ထက်လာတယ်ဝမ်လင်းကအနေနဲ့စဉ်းစားပြီးတော့တက်ပေးချလိုက်တယ်ပေလောသူ့ကိုဂရိပေးထားသောအရာများကိုထဲမတွက်ဖူးဆိုလို့ရှိရင်တောင်ပေလောကဝမ်လင်းအတွက်သူ့သေးရှင်ရေးမှာနှစ်ကြိမ်တိုင်ကူညီပေးထားခဲ့ခြင်းတာဖြစ်တယ်ဝမ်လင်းရဲ့မျက်လုံးကအေးဆက်လာတယ်သူကလင်းထန်းဝေရဲ့ဓာဆွမ်းအင်များထဲမှာတစ်ခုကိုသူ့လက်ချောင်းထိပ်သို့ပို့လွတ်လိုက်တယ်ဓာဆွမ်းအင်ထံမှာရွှေရောင်အလင်းထုတ်လွတ်လာကနတ်ဆိုးတောင်ကြားတစ်ခုကိုထိန်လင်းသွားတယ်နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များနဲ့ပြုလုပ်ထားတဲ့ရှေးအောင်နတ်ဆိုးကိုဝါအလေးအနက်ဖြစ်လာတယ်အဲ့ဒီနောက်မှာ तू ကလက်နှစ်ဖက်ကိုလှုပ်ရှားပြီးလေထဲ၌ရေးဆွဲလိုက်တယ်
ထိုအခါ၎င်းကိုဝါရဲ့ရှေ့၌နတ်ဆိုးစမ်းရင်များစွာပေးစွမ်းနေတဲ့အမျိုးမျိုးသောနတ်ဆိုးတင်နေတာများထွက်ပေါ်လာတယ်ဝမ်လင်းကအသက်ဝဝရှူသွင်းလိုက်တယ်သူကလင်းချမ်းဦးရဲ့ဓားဆွဲအိမ်ကိုပြစ်လွတ်လိုက်တော့တယ်အဲ့ဒီအခိုက်အတန့်မှာနတ်ဆိုးတောင်ကြားတစ်ခုလုံးကဓားဆွဲအိမ်များနဲ့ပြည့်နေသွားတယ်နတ်ဆိုးစိတ်ဝိညာဉ်ဆွဲအိမ်များကအဲ့ဒီဓားဆွဲအိမ်အောက်မှာပြိုကျလာတယ်လင်းချမ်းဦးရဲ့နှွမ်းမိုးနိုင်တဲ့စိတ်ဆန္ဒပေါက်ကွဲထွက်လာပြီးတော့မုံတိုင်းတစ်ခုအတွင်းပြောင်းပြီးနတ်ဆိုးတောင်ကြားတစ်ခုလုံးတိမ်ကြုံရိုက်ခတ်လာတယ်အဲ့ဒီမုံတိုင်းဟာအဲ့ဒီဧရိယာကိုရိုက်ခတ်ရင်းနဲ့ဓားဆွဲအိမ်ပေါ်မှာမရေမတွက်နိုင်တဲ့အကွဲကြောင်းများဖြစ်ပေါ်လာတော့တယ်ကောင်းကင်တစ်ခုလုံးကဓားဆွဲအိမ်များနဲ့ပြည့်နေတယ်နတ်ဆိုးစိတ်ဝိညာဉ်ဆွဲအိမ်များကထိုဓားဆွဲအိမ်ရဲ့အနှုတ်နှုတ်စင်းကြီးကိုခံနေရတယ်ရှေးအောင်နတ်ဆိုးရဲ့ကိုယ်ပွားရေးဆွဲလိုက်တဲ့တင်ဂေတာများတောက်ပလာခဲ့တယ်အဲ့ဒီနောက်မှာအ내ရောင်လျက်စီးများကတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးတော့ပိုက်ကွန်တစ်ခုအသွင်ဖြစ်ကနီးကပ်လာနေတဲ့လင်းထန်းဦးရဲ့ဓားဆွဲအိမ်ကိုတားဆီးလိုက်တယ်တို့ရမှာမီးနဲ့ဆိုနိုင်ခဲ့ရှေးအောင်နတ်ဆိုးကသူ့နှက်ပြားအာယုံအများစုပီလောနဲ့တိုက်ခိုက်နေတဲ့အချိန်မှာတုံးဆွဲနေရတာဖြစ်တဲ့အတွက်ဒီနေရာမှာရှိတဲ့ကိုကအာနာတက်ချင်းနောက်ဆုံးအဆင့်တယောက်နဲ့သာညီမြသောဆွဲရင်ရှိရတယ်ဝမ်လင်းမှာလင်းထန်းဦးရဲ့ဓားဆွဲရင်မပိုင်ဆိုင်ထားဘူးဆိုလို့ရှိရင်အဲ့ဒီတိုက်ပွဲမှာသူ့မှာမျောလင်းချက်မရှိဘူးတို့ရမှာခုလင်းထန်းဦးရဲ့ဓားဆွဲရင်တော့ဝမ်လင်းကရက်တက်သွားရခြင်းမရှိပဲတိုက်စစ်ဆင်လာနိုင်တယ်ဓားဆွဲရင်ကရှေ့တက်တဲ့သူဒရဂျန်တိုးတက်နေတာတောက်ပတော်ရွှေအောင်အလင်းကိုထုတ်လွှတ်နေတယ်ဓားဆွဲရင်ကအဲ့ဒီတင်ဂေတာများတဲ့ထိခိုက်မိသည့်အခိုက်အတန့်မှာတင်ဂေတာအားလုံးတစ်ခုပြီးတစ်ခုပျက်စီးကုန်တယ်ဓားဆွဲရင်ကထိုတင်ဂေတာများကိုထွန်းဖောက်ကရှေးအောင်နတ်ဆိုကိုဝါထံသို့ဓာတ်ရိုက်တိုးဝင်လာတယ်ရှေးအောင်နတ်ဆိုကိုဝါရဲ့အသွင်ကကြီးစွာပြောင်းလဲသွားတယ်အဲ့ဒီနောက်မှာသူကနတ်ဆိုစိတ်ဝိညာဉ်ဆွဲအင်တုအဖြစ်ပြောင်းလဲသွားတယ်၎င်းကယူသစ်စွာလင်းထန်းဝင်ဓာတ်ဆန်းအင်ကိုဝင်းရံလို့လာတယ်ထူထဲတဲ့နတ်ဆိုစိတ်ဝိညာဉ်ဆွဲအင်များအတွင်းမှာဓာတ်တေးတံများထွက်ပေါ်လာတယ်ဝမ်လင်းကခြေတလဲလှမ်းလိုက်တဲ့အခါမှာရုပ်ထုရှိတို့ခြေချလိုက်တယ်တောင်ဆိုင်ရင်မရှိဘူးဝမ်လင်းကသူ့ညာလက်ကိုရုပ်ထုပေါ်ကိုဖိနှိပ်ချလိုက်တယ်ရက်လိုက်မိုးချင်းတန်ထက်ပြီးကြေလောင်တဲ့အတန်တစ်ခုကတပြိုင်တည်းထဲထွက်ပေါ်လာတယ်အတန်တစ်ခုကကောင်းငင်ထက်မှဖြစ်ကနောက်ထက်အတန်တစ်ခုကဓာတ်ဆွဲအင်များကိုပိတ်လောင်နေတဲ့နတ်ဆိုးစိတ်ဝိညာဉ်ဆွဲအင်များမှာဖြစ်ပေါ်လာတယ်အတန်တစ်ခုလုံးကတပြိုင်တည်းထဲလိုရောက်ရှိလာတယ်ကောင်းငင်ထက်အေယာမလက်ကြီးတစ်ဖက်ဆင်းသက်လာကဝမ်လင်းထံသို့အမခန်းနှုံးနဲ့ကြာရောက်လာတယ်နတ်ဆိုးစိတ်ဝိညာဉ်ဆွဲအင်များကလည်းရှေးအောင်နတ်ဆိုးရဲ့ဥကောင်းအသွင်ဖြစ်ပေါ်ပြီးဝမ်လင်းကဝါမျိုးရဲ့ဒရဂျန်တိုးဝင်လာတယ်ဝမ်လင်းရဲ့မျက်လုံးကလက်ခနဲဖြစ်သွားတယ်သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ကောင်းကင်ဘုံစိတ်ဝိညာဉ်ဆွဲအင်များကိုအသက်သွင်းလိုက်တယ်အဲ့ဒီလက်နဲ့ဥကောင်းထံသို့သူ့ထံသို့ဒရဂျန်တိုးဝင်လာတဲ့အခက်အတန့်နဲ့ဝမ်လင်းခန္ဓာကိုယ်မှာကောင်းကင်ဘုံစိတ်ဝိညာဉ်ဆွဲအင်များရုပ်ထုထဲသို့တိုးဝင်သွားခဲ့တယ်ရုပ်ထုပေါ်မှာအပွဲเจ้าနေဇက်လိုက်ဖြစ်ပေါ်လာပြီးတော့အတန်တွေပါထွက်ပေါ်လာတယ်အဲ့ဒီနောက်မှာထိုအပွဲเจ้าများထဲမှာများပြားတဲ့နတ်ဆိုးစိတ်ဝိညာဉ်ဆွဲရင်ပမာဏလွတ်ထွက်လာတယ်အဲ့ဒီအခိုက်အတန့်မှာလင်းထန်းဦးရဲ့ဓားဆွဲအင်ကနတ်ဆိုးမြူလွာထဲမှာထိုးထွက်လာကဝမ်လင်းထံသို့ဥတီလာနေတယ်ဥကောင်းကထိုးပေါက်သွားတယ်အဲ့ဒီနောက်ဝမ်လင်းရဲ့အတွေ့တစ်ချက်နဲ့ပဲထိုးဓာတ်ဆွဲအင်ကရုပ်ထုပေါ်သို့ကြာရောက်သွားတယ်ကျဲလောင်သောပေါက်ကွဲတံကြီးတစ်ခုဖြစ်ပေါ်လာတယ်အဲ့ဒီနောက်ရုပ်ထုကလုံးဝပြိုကျပျက်စီးသွားတယ်၎င်းကပြိုကျပျက်စီးသွားသည်နဲ့ဝမ်လင်းထံသို့တိုးဝင်လာနေတဲ့လက်ကြီးကလည်းပျောက်ကွယ်သွားတယ်အဲ့ဒီနောက်မှာကောင်းကင်ထက်မှာအလုံးမကျသောအော်ဟစ်တံများထွက်ပေါ်လာတယ်တိတ်မကြခင်မှာပဲအဲ့ဒီအတန်မန်ဒန်နီကတိုက်ခိုက်ခြင်းခံလိုက်ရတယ်ပေလောကထိုအတန်တိုက်ခိုက်မှုကဝမ်လင်းထံသို့မတက်ရအောင်ဂျားဖြတ်တိုက်ခိုက်လိုက်ပြီးမှရှင်းလင်းနေတယ်ရုပ်ထုကပြိုကျသွားတာများပြားတဲ့နတ်ဆိုးစိတ်ဝိညာဉ်ဆွဲရင်ပမာဏကတိုးတက်လာတယ်ဝမ်လင်းကထူထဲတဲ့နတ်ဆိုးစိတ်ဝိညာဉ်ဆွဲရင်များချမှာလက်အယိုးစုအစိတ်အပိုင်းတစ်ခုကမြင်တွေ့လိုက်တယ်သူ့ပြန်တော့လက်ခနဲဖြစ်သွားတယ်အဲ့ဒီတော့ तू ကညာလက်ကိုဆက်ထုတ်ပြီးတော့အယိုးစုဖမ်းယူလိုက် तू ကထိုအယိုးစုထိမိလိုက်တဲ့အခိုက်အတန့်မှာနှိုင်းဆမရတဲ့အားတစ်ခုကသူ့ခန္ဓာထဲသို့တိုးဝင်လာတယ်သူ့မူလစိတ်ဝိညာဉ်ကထိမှန်သွားတယ်ဝမ်လင်းကမူလစိတ်ဝိညာဉ်ကရုတ်တရက်တုံရင်သွားတယ်အဲ့ဒီနောက်မှာ तू ကထူးဆန်းအံ့ဩဖွယ်ဟင်းလင်းပြင်ထဲသို့ရောက်ရှိသွားတယ်ထိုနေရာကောင်းကင်နဲ့မြေကြီးမရှိအဆုံးမဲ့ဟင်းလင်းပြင်ကြီးတစ်ခုသာရှိနေထူးဆန်းသောအားများကလည်းအဲ့ဒီဧရိယာကိုလွှမ်းခြုံလို့နေဝမ်လင်းကအဲ့ဒီနေရာကိုရောက်လာတဲ့အခါမှာ तू ကဆက်လက်မြင့်တက်နေတဲ့တန့်စင်မွေးမှန်ကြီးအာယုံကိုခံစားမိတယ်သူ့ရှိမှရှိတဲ့လေယာနဲ့ဟင်းလင်းပြင်မှာမြင်ကွင်းများဆက်တိုက်ဖြစ်ပေါ်နေတယ်အဲ့ဒီမြင်ကွင်းများမှာသူ့ဘဝတွင်တည်ယူခဲ့တဲ့မန်နယ်အချို့ရဲ့မြင်ကွင်းပုံရိပ်များဖြစ်တယ်ထိုမြင်ကွင်းများထဲမှာတစ်ခုကလူငယ်လေးတစ်ယောက်ကသူ့လက်ကိုဝေရမ်းကကြောက်တုံးကြီးတစ်ခုကိုပစ်မှနေခြင်းပဲဖြစ်တယ်ထိုလူငယ်လေးမျက်လုံးထဲ၌စိတ်လှုပ်ရှားမှုများပြည့်နေကသူကထိုကြောက်တုံးကြီးကိုထိန်းချုပ်နိုင်ဆက်လက်လှုပ်ဆောင်နေတယ်ထိုမြင်ကွင်းကတုံရင်လာကပျက်စီးသွားတယ်အဲ့ဒီနောက်မှာလူငယ်လေးတစ်ယောက်ကထိုမြင်ကွင်းမှာထွက်ပေါ်လာတဲ့ဝမ်လင်းကိုကြည့်တယ်သူကပြောပြီးတော့ဝမ်လင်းဘေးမှာထိုင်ချလိုက်တယ်
တို့ရမှာသူ့လက်ကတော့ဆက်လက်လှုပ်ရှားနေကဆွဲငင်ချင်းမန်တယ်ကိုသူ့ပတ်နေနဲ့ဝင်းရဖြစ်တည်စေအခြားမြင်ကွင်းတစ်ခုကအေးဆက်ဆက်လူငယ်တယောက်ဖြစ်တယ်ထိုလူငယ်ရဲ့သပင်တွေကလေထဲမှာလွတ်နေတယ်သူ့မျက်လုံးကတော့မှိတ်ထားလေးရရှိတယ်သို့တော့သူကမျက်လုံးဖွင့်လိုက်သေးတယ်အေးဆက်ဆက်အလင်းတစ်ခုဖြတ်ခနဲပေါ်လာတယ်သူ့မျက်လုံးထဲမှာအမခန့်တက်ပြတ်လို့တဲ့စိတ်လို့နဲ့ပြည့်နေနေတယ်သူ့ရှိမှာမရေမတွက်နိုင်တဲ့အမြုပ်တွေဖွဲ့တိဆောက်ခြင်းအစ်စ်ကျင့်ကြံသူများရှိနေပါသူတို့ကတယောက်ပြီးတယောက်သေဆုံးနေထိုလူငယ်ဟာလည်းမြင်ကွင်းထဲကနေပြီးတော့လှမ်းလျှောက်ရထွက်လာတယ်သူကဝမ်လေးကိုကြည့်လိုက်ပြီးတော့ဘေးနားမှာထိုင်လိုက်ပြန်သူ့စပင်များကလေနဲ့အတူလွတ်မျောနေပြီးတော့သူ့ခန္ဓာကိုယ်ပေါ်မှာကြီးနေပဲတက်ဖြတ်ခြင်းဆန္ဒတောက်ပနေတယ်အဲ့ဒီအပြင်ဝမ်လေးရဲ့မရဏလက်ချောင်းနတ်ဆိုးလက်ချောင်းတစေလောကမြင့်နေတခြားမှန်တဲ့မျိုးစုံမှုအသုံးပြုနေတဲ့မြင်ကွင်းတစ်ခုလည်းပေါ်လာတယ်အဲ့ဒီနောက်သူကမြင်ကွင်းမှာထွက်လာပြီးထိုင်ချလိုက်ပြန်တယ်ဒီအရာများအပြင်နောက်ထပ်ဝမ်လင်းစိတ်ကိုတုံးလုံးသွားစေတဲ့မြင်ကွင်းတစ်ခုလည်းပေါ်လာတယ်ထိုမြင်ကွင်းထဲမှာဝမ်လင်းကမိခိုးရောက်ဝတ်ဆင်ထားတယ်သူ့ပတ်လည်မှာတက်ဖြတ်ခြင်းစွန့်ရင်တန်ရှိနေတာသူသွားသည့်နေရာတိုင်းကအပြက်စီးများနဲ့ပြည့်ကုန်ကြတယ်ထိုမျိုးမျိုးသောမြင်ကွင်းများမှာဝမ်လင်းကလမ်းလျှောက်ပြီးတော့ထွက်လာပြီးတော့သူ့အားလုံးပြန့်ကျဲသွားတယ်အချို့မျက်လုံးမိတ်တာကကြင်ကြံနေကြတယ်တချို့သူကမန်နန်ပြားကိုထုတ်ပေါ်နေကြတယ်တယောက်ကတော့ရက်တန့်ချင်းကောင်းကင်ပုံမန်နန်ကိုအသုံးပြုနေတယ်ဝမ်လင်းကသူ့ရှိမှရှိရဲ့အထူထူသောမြင်ကွင်းများကြောင်းနဲ့နေတုံလုံးနေတယ်သူကဒီမြင်ကွင်းနေနဲ့မစိမ့်လာဘူးအတိတ်တော့ကသူကရှင်းပြဟောသူထမ်းမှာမန်နန်တစ်ခုကိုရွေးချယ်ရနိုင်လေအခုလိုတူညီသောမြင်ကွင်းကိုတွေ့မြင်ခဲ့ရသည်မဟုတ်လောထိုအချိန်မှရှင်းပြဟောသူတယောက်စီတိုင်းမတူညီကွဲပြားသောမန်နန်တစ်ခုကိုအသုံးပြုခဲ့ကြတယ်တို့ရမှာဝမ်လင်းကထိုတုံလုံးမှုကနေချက်ချင်းနိုးထလာတယ်သူကမတူညီမှုတစ်ခုကိုသတိပြုမိသွားတယ်ရှင်းပြဟောသူရဲ့စိတ်ထဲမှာရှိတဲ့ပုံရိပ်တွေကအစစ်အမှန်လူများကဲ့သို့အထယ်ထက်ရှိကြတယ်ထို့ကြောင့်မတူညီမှုကိုပြောပြဖို့မဖြစ်နိုင်တို့ရမှာသူ့ကိုယ်ပိုင်ပုံရိပ်များကတော့အထယ်ထက်နဲ့ပုံရိပ်ရောင်ကြားမှာရှိလို့နေတယ်ပုံရိပ်ရောင်နဲ့အထယ်ထက်ဖြစ်နိုင်တာကဒါကကြင်ကြံချင်းနေပဲပထမအဆင့်ရဲ့အထွတ်ထိပ်ကိုရောက်သွားပြီးတော့ပုံရိပ်ရောင်ရင်နဲ့အထယ်ထက်ရန်အဆင့်နဲ့သို့ဝင်ရောက်ဖို့ပြင်နေတဲ့လူတစ်ယောက်ဖန်တီးထားတဲ့မန်နယ်များဖြစ်နေနိုင်လားငါရှေ့ရောက်နေဆိုအမွေနဲ့နားလည်မှုကြောင့်ဒီလိုပြောင်းလဲမှုအတွေ့အကြုံကိုအစောဆုံးမြင်တွေ့နိုင်စေရှိတာဖြစ်ဝမ်လင်းကအသက်ဝဝရှူသွင်းလိုက်မိတယ်။ तू ကအဲ့ဒီအရာအားလုံးခံပန်းကြည့်ုံသာတတ်နိုင်တယ်။ तू မှာအမှန်ကိုမြင်နိုင်တဲ့နည်းလည်းမရှိဘူး။ရုပ်ရည်အဲ့ဒီပုံရိပ်တွေကဖြော့တော့လာပြီးတဲ့နောက်မှာသဲလွန်စားမရှိပျောက်ကွယ်သွားလေတယ်။ကောင်းကင်ဘုံတက်ဖြတ်သူပညာရက်ကိုလေးလာကြင်ကြံနေတော့မိဖို့ရောက်ဝစ်ဆောင်တဲ့ဝမ်လင်းကအမြန်ဆုံးပျောက်ကွယ်သွားတဲ့လူတစ်ယောက်ဖြစ်နေတယ်။အဲ့ဒီအခိုက်အတန့်မှာဝမ်လင်းကအခွင့်အရေးတစ်ခုကိုရုပ်ရည်တွေ့မြင်လိုက်တယ်။သူ့ခန္ဓာကိုယ်ကရှေ့သို့လွန်မျောသွားတယ်။ तू ကကောင်းကင်ဘုံတက်ဖြတ်သူပညာရက်ကိုအသုံးပြုနေတဲ့မိခိုးရောက်ဝစ်ဆောင်ပေါ်ရင်းနဲ့ပေါင်းဆက်လိုက်ပါတယ်